တလားစာဘူးကြီးပေါ့ဒီထဲမှာအထုပ်30ပါတယ်တရက်ကိုတစ်ထုပ်လုံးနဲ့တောက်ရင်ရပါပြီကိုတောက်နိုင်တဲ့ပမာဏအရေတစ်ခွက်ယူမယ်ရေနွေးမလို့ရေအေးလေးနဲ့ပဲဖြောတောက်ရင်ရပါပြီဒီထဲမှာအားလုံးပြုံဝင်တော့အောင်မတို့မှွေပေးပါမယ်ဒါဆိုရင်တော့ဒီ collagen လေးကအသင့်တောက်လို့ရသွားပါပြီဒီ collagen ထဲမှာအဓိကဘာတွေပါလဲဆိုလို့ရှိရင် collagen က1000အားပါဝင်နေ gluta လည်းပါတယ်ပြီးတော့ vitamin C လည်းပါတယ်အဲ့အတွက်ကြောင့်မလို့ဒီ collagen တစ်ထုပ်ထဲနဲ့အားလုံးပြည့်စုံရေများများတောက်ပါတစ်ရက်ကိုအနည်းဆုံးရေသက်မှုနဲ့2ဘူးတောင်မှ3ဘူးလောက်ထိကိုရေလေးကိုနိုင်တောက်ပြီးပါဒါဆိုရင် side effect ကင်းနဲ့collagen အရသာအာနိသင်ပို့ပြီးတော့ရရှိစေပါတယ်ဒီ collagen တောက်တဲ့အနံ့တာမျိုးအဝင်ဆိုးတာမျိုးတောက်ရတာအဆင်မပြေတာမျိုးအရသာမကောင်းတာမျိုးလုံးဝမဖြစ်ပါဘူးသူကအနံ့လေးကလည်းအရန်မွေးတယ်အရသာလေးကလည်းချွတ်ချွတ်ချစ်ချင်းရသာလေးနဲ့အရန်မောဟိုက်နေတဲ့အခါမျိုးမှာကိုယ်အလုပ်ပင်ပန်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါလေးကိုတောက်လိုက်ရင်အားလုံးအဆင်ပြေပါတယ်နောက်တစ်ချက်က collagen တောက်လို့ရှိရင်ဘယ်လိုအချိန်တောက်ရမှာလဲဆိုတော့ကိုကြိုက်တဲ့အချိန်ကိုတောက်လို့ရပါတယ်အဓိကတော့အစာနဲ့နာရီဝက်တစ်နာရီလောက်ချပြီးတော့တောက်ရင်အဆင်ပြေပါတယ်တချို့ကတော့များသောအားဖြင့်မနေ့အိပ်ရာထားကို breakfast မစားခင်နာရီဝက်လောက်ကြိုပြီးတော့သူ့ကိုတောက်ပေးပါတယ်တချို့ကြတော့လည်းညဘက်ကိုအိပ်ရာဝင်ခံပြီးညစာစားပြီးတော့နာရီဝက်တစ်နာရီလောက်ချတဲ့အချိန်မှာတောက်ပေးပါတယ်ဘယ်လိုတောက်အဆင်ပြေပါတယ်အဓိကတော့ရေအေးလေးနဲ့ဖြောတောက်ရင်ပို့ပြီးတော့တောက်လို့ကောင်းပါတယ်အချိန်ကိုအချိန်တစ်ခုယူပြီးတော့ဆွဲမြဲမြဲလေးဆွဲတောက်မယ်ဆိုလို့ရှိရင်အမပြောနိုင်တယ်အာမခံနိုင်တာတစ်ခုကတော့အသားဖြူစေပါတယ်ကိုယ့်ရဲ့ပုံမှန်အသားရည်ထက်4-5 စားလောက်ကိုပို့ပြီးတော့ဖြူသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာပါဝင်တဲ့ gluta ကအသားရည်ကိုဖြူစင်စေပါတယ်ဒါပေမဲ့ gluta ပါဝင်တဲ့အတွက်ကြောင့်မလို့ gluta ကလူတရားကိုခန္ဓာကိုယ်တဲကို3လထပ်ပို့ပြီးတော့မတောက်3သင့်ပါဘူးအဲ့ဒါကြောင့်ဒီ collagen ကိုတောက်မယ်ဆိုရင်3လတောက်ပြီးလို့ရှိရင်1လနာပြီးတော့မှနောက်ထပ်3လပြန်တော့အဲ့လိုတောက်ပြီးလို့ရပါတယ်ကိုယ့်အသားရည်ကကိုလိုချင်တဲ့level ကိုလိုချင်တဲ့တုံးလောက်ထိကိုတော်တော်လေးဖြူသွားပြီးအသားရည်ကိုဒီဖြူတဲ့နှုံးလေးတဲ့အတိုင်းပဲကိုကဆက်ပြီးတော့ထိန်းထားခြင်းနဲ့ဆိုလို့ရှိရင်ဒီ collagen ကိုနေ့စဉ်တောက်ကြလည်းမလိုပါဘူးရက်ချာလေးတောက်ပြီးရင်ကိုရပါတယ်ရက်ချာတောက်ပြီးတယ်ဆိုလို့ရှိရင်ကိုရဲ့အသားရအမီမဲညစ်သွားတာမျိုးလုံးဝမဖြစ်ပါဘူးဒီ collagen ကိုအသားဖြူတဲ့သူတွေကကိုအသားရည်စက်တိုက်ဒီတိုင်းလေးပဲဖြူသွားခြင်းနဲ့ဆိုရင်တော့ရက်ချာလေးတောက်ပြီးတော့ထိန်းထားပေးလို့ရပါတယ်အသီးအသစ်ဒီ18မျိုးလောက်ပါတာဖြစ်တဲ့အတွက်ကြောင့်မို့အသားရည်အတွက်ကောခန္ဓာကိုယ်immune system အတွက်တော့တော်တော်လေးကောင်းပြီးတော့ fiber ဓာတ်တွေတော်တော်လေးပါဝင်တဲ့အတွက်ကြောင့်ဝင်းချုပ်တက်တဲ့သူတွေဝမ်းမကောင်းတဲ့သူတွေလည်းဒီဟာလေးတောက်ပေးပါ collagen တောက်လို့ဝင်းမသွားတာမျိုးဝင်းချုပ်တာမျိုးလုံးဝမဖြစ်ပါဘူး collagen ကငါးကနေထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားတိရစ္ဆာန်အကြီးတွေကထုတ်ထားတဲ့ collagen လိုမျိုးအဝင်ဆိုးတာမျိုးအနံ့ဆိုးတာမျိုးလုံးဝမဖြစ်ပါဘူးပင်လယ်ထဲရတဲ့ငါးတစ်မျိုးရဲ့ collagen ကိုထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မျိုးမျိုးရေးဘာသာမျိုးရေးတောက်လို့ရပါတယ်ဒီ collagen က halal ဖြစ်ပါတယ်လူမျိုးမျိုးရေးဘာသာမျိုးတောက်သုံးလဲရပါတယ်vitamin C ပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ် collagen တို့ gluta တို့တောက်တဲ့အခါမှာကိုခံအားကောင်းမွန်မှုအတွက် vitamin C ထပ်ပြီးတော့အပြင်ကနေဝယ်တောက်ဆရာမလိုပါဘူးဒီထဲမှာအားလုံးပါပြီးသားပါအဲ့တော့ဒီတစ်ခွက်ထဲနဲ့နေအားလုံးပြည့်စုံတဲ့ all in one collagen ပါရှင်